အိန္ဒိယဂုံလေးဟာသူ့ဝေထိုင်တွေကိုအလောက်အကြောင်းရှင်းပြနေပါတယ်။အိုက်ချီမှာလှပတဲ့ Rolls Royce ကားတစ်စီးဟာရောက်လာပြီးကားထဲကနေသူ့တငယ်ချင်းထွက်လာပါတယ်။ပြီးတော့အိန္ဒိယဘဲကိုနေကောင်းလာလို့မေးပါတယ်။ထို့နောက်နေအောင်စလုံးဖတ်လိုက်ကြပါတယ်။ပြီးတော့အိန္ဒိယဘဲဟာပါတီမပေးဘူးလားလို့ပြောတယ်။သူတငယ်ချင်းကလည်းဒီညလာပေးလို့ပြောပါတယ်။ထို့နောက်အိန္ဒိယဘဲဟာသူ့ကားနဲ့ပါတီကိုသွားပါတယ်။ပြီးတော့အရက်တွေတော့ပါတယ်။အိုက်ချီမှာပါကစ္စတန်ဘဲနဲ့တိုက်မိသွားပါတယ်။ထို့နောက်နေအောင်စလုံးချန်ဖြစ်ကြပါတယ်။ပြီးတော့ပါကစ္စတန်ဘဲဆော်ဟာရောက်လာပြီးနေအောင်စလုံးတိုက်ခိုက်ကြလို့ပြောပါတယ်။ထို့နောက်နေအောင်စလုံးဟာသဘောတူသွားပါတယ်။ပြီးတော့နေအောင်စလုံးဟာအစင်းပြင်းဖြစ်ပြီးတိုက်ပွဲစတင်ပါတယ်။ပါကစ္စတန်ဘဲဟာအိန္ဒိယဘဲကိုတေးအောင်ထိုးပါတယ်။ထို့နောက်ဆီရာဝန်နေဟာရောက်လာပြီးအိန္ဒိယဘဲကိုစေးရုံခေါ်သွားပါတယ်။ပြီးတော့စေးကုသပါတယ်။မင်းနေပြန်ကောင်းဖို့အချိန်အနှဲငယ်လိုတယ်။အိန္ဒိယဘဲကတော့ရှုံးလို့တွားထထွက်နေပါတယ်။ထို့နောက်မှန်ကိုခွေလိုက်ပြီးထွက်ပြီးပါတယ်။နောက်နေ့ကျတော့ဂျင်ထွားပြီး exercise လုပ်ပါတယ်။ပြီးတော့ပါကစ္စတန်ဘဲရဲ့စော်ကိုဖုံးဆက်ပြီးနင်းဘဲကို plan ပွဲခေါ်လာခဲ့ငါသူ